င်ချီကိုဇစ်တက်တယ်ဒီဇစ်တက်တဲ့အခါကျရင်ဒီနောက်ကျောမှာအမတို့ကြောနေရတွေခါနေရတွေမှာလာပြီးတော့ဇစ်ကဖောင်းနေတယ်အဲ့ဒီပြဿနာကိုမဖြေရှင်းတတ်ဘူးဆိုတော့အမတို့အဓိကအင်ကြီးချုပ်တဲ့အခါမှာဒီလိုဇစ်ဖောင်းတဲ့ပြဿနာတွေကအမြဲတမ်းရှိတတ်တယ်အဓိကကြောခွက်တဲ့လူဆိုရင်ပိုဆိုးတယ်ပေါ့နော်အမတို့ကြောခွက်နေတဲ့နေရာမှာသူကဒီဇစ်ပါတဲ့အင်ကြီးကိုဝတ်လိုက်လို့ရှိရင်သူဝတ်လိုက်ရင်အမတို့အဲ့နေရာမှာထောင်ကြီးနဲ့လုံးဝအဆင်မပြေဘူးခါခွက်နေတော့အိုက်စီးရဲ့အသာလာထောက်နေတာပေါ့နော်ထိုင်ရင်လည်းဖောင်းကြီးထိုင်လိုက်ရင်ပိုဆိုးတယ်မတို့မတက်ရက်လိုက်လို့ဆွဲချလိုက်ရင်တော့နည်းနည်းအဆင်ပြေသွားတာပေါ့နော်အဲ့တော့ဒီဇစ်ဖောင်းတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာလေးကိုအမပတ်တက်လေးနဲ့တေချာလေးကိုရှင်းပြပေးပါမယ်ရှင်ဒီနောက်ချမ်းမှာဆိုလို့ရှိရင်ကိုရဲ့ကာစတန်မာခါခွက်နေတယ်ဒီခါနေရာမှာသူကအရန်ခွက်နေတယ်ဆိုလို့ရှိရင်ဒါတေးကြတယ်သူဒီရဲ့အင်ဂျီဟာဇစ်နဲ့ဝက်မယ်ဆိုလို့ရှိရင်ဇစ်ကဒီနေရာမှာအမတို့လာပြီးတော့ဖောင်းနေလိမ့်မယ်ဘယ်လောက်ခွက်တာလဲပေါ့မူတည်ပြီးတော့အမတို့ဒီနေရာမှာဇစ်စာကိုအမတို့ဇစ်ဖောင်းစာကိုအပေါ်ကိုအမတို့1ဒီအောက်ကို1ပေါ့နော်ပေါင်းချင်းကအမတို့2လောက်လာပြီးတော့ဒီနေရာမှာဒီရဲ့ပတ်တန်လေးကိုလာပြီးတော့ထပ်ပေးလို့ရတယ်အကဲကာစတမာခါရမ်းမခွက်ဘူးဆိုရင်အမတို့အပေါ်0.5အောက်ကို0.5ဒီနှစ်ခုပေါင်းခြင်းက1ပေါ့နော်အဲ့လိုအမတို့ကဒေါက်ကလေးလာပြီးတော့ထပ်ပေးရတယ်ဒါခါမြန်းနေအပေါ်အမ0.5သွားမယ်အောက်ကိုအမ0.5ဆင်းပြီးတော့ဒေါက်လေးထပ်ပြပါမယ်နော်အဲ့တော့ဒီခါမြန်းရဲ့ဒီတောင်လေးကိုအမကဒီလိုလေးငင်းအရှိလေးသွားဆက်လိုက်မယ်ဒီအောက်ကိုလည်းအမက0.5အောက်ဆင်းပါမယ်ဒီလိုလေးအမသွားဆက်လိုက်မယ်ဒီမှာခါစာ1 cm တိုးသွားပြီဖြစ်တဲ့အတွက်ဒီဒေါက်ထက်စာကိုအမတို့ဒီရဲ့ခါမြင့်မှာ1 cm ပြန်လာဆင်းပေးရမယ်နော်ထားတဲ့ခါအရှိရဲ့အောက်ကိုအမတို့1 cm ပြန်ချပေးမယ်အကဲဒီနေရာမှာ2ထက်ရင်ဒီအောက်ကိုဘယ်လောက်ပြန်ဆင်းရမလဲ2 cm ပြန်ဆင်းပေးရမယ်နော်အဲ့တော့အမဒီအောက်ကို1 cm ဆင်းပြီးတော့ဒီဘေးကအမတို့မူလခါမြင့်လေးနဲ့ဒီအောက်က1 cm ဆင်းလိုက်တဲ့မြင်းလေးကိုအမသွားပြီးတော့ဆွဲလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဒီတောက်ကလေးကိုအမတို့လာပြီးတော့ထပ်ပါမယ်ဒီအောက်မြင်းလေးကိုကကြီးလေးနဲ့လိုလေးညှက်လိုက်ပါမယ်တောက်ကလေးကိုအပေါ်ကမြင်းလေးကိုအမသွားပြီးတော့ထပ်လိုက်ပါမယ်ဒီလိုလေးအမတို့ထပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့အမတို့1 cm စားလိုက်ပြီအဲ့ဒါလေးကိုအမတို့တိတ်နဲ့လာပြီးတော့ကတ်ပေးမယ်ဘာလုပ်လိုက်တာလဲအမတို့ခါခွက်တဲ့သူအတွက်အမတို့ဇစ်တက်တဲ့အင်ကြီးမှာဆိုဒီနေရာမှာလာပြီးတော့ဖောင်းနေမှာဆိုလို့ဒီ1 cm လာပြီးထပ်လိုက်တယ်ဒီထပ်တဲ့အစာကိုအမအောက်မှာ1 cm ပြန်ပြီးတော့သွားဆွဲပေးလိုက်တယ်ဒီနေရာမှာမြင်းနေရအမတို့ဒီလိုမျိုးကြီးတွေခုံးသွားတယ်ဆိုဒါလေးတွေကိုနည်းနည်းစီအမတို့ပြန်ဖြည့်ပေးပါဟုတ်ပြီနော်အခုအမလုပ်ပြသွားတာကခါနေရဆိုရင်ကိုကအကယ်၍ကြောနေရမှာဖြစ်နေတယ်ဆိုရင်ကြောနေရမှာဘယ်လောက်ဖောင်းတာလဲcustomer ဝတ်တဲ့အခါမှာအမတို့သူဖောင်းနေတဲ့အတောင်အမတို့ဆွဲပြီးတော့မှတ်ထားအဲ့ဒါကိုအမတို့စင်တီမီတာဘယ်လောက်ထိရှိတယ်လဲဆိုတာကိုတေချာလေးမှတ်ပြီးတယောက်နဲ့တယောက်ကကြောခွက်တာတွေခါခွက်တာတွေမတူတဲ့အတွက်တယောက်ကို2စင်တီအမတို့စားလိုက်ပေမဲ့တယောက်ကို2စင်တီထောက်စားပေးပေမဲ့နောက်တယောက်နဲ့က2စင်တီအဆင်ပြေချင်မှပြင်မယ်များသွားမယ်နည်းသွားနိုင်တယ်ဒါကြောင့်မလို့ကိုချုပ်တဲ့ customer ကကြောဘလောက်ခွက်လဲပေါ်မူတည်ပြီးတော့အမတို့ဒီဟာလေးတွေပြန်ပြီးတော့ကစားပေးရပါတယ်အမတို့မကာမီ fashion ရဲ့ teacher ချမ်းမြေဝင်ဖြစ်ပါတယ်ရှင်အတီးအမော်တီတီရီအစားဂရုစိုက်ပြီးလို့တော့မမေ့နဲ့နော်ကျေးဇူးတင်ပါတယ်ရှင်